အီရန်ကိုဆယ်စုနှစ်လေးခုအကြာအုပ်ချုပ်ခဲ့သည့်အာဏာရှင်အီရန်ခေါင်းဆောင်ခါမီနီတည်ဆုံးပြီးနောက်အီရန်ပြည်သူများလမ်းပေါ်တွင်အောင်ပွဲခံခဲ့ကြပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့အစည်းနဲ့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအီရန်ရဲ့အာဏာရှင်ဘာသာရေးခေါင်းဆောင်နဲ့အီရန်အစိုးရအဖွဲ့ထိပ်တန်းရာရှိကြီးတွေတည်ဆုံးသွားပြီလို့အစည်းကကြေညာပြီးတဲ့နောက်ပိုင်းမှာအီရန်ပြည်သူတွေဟာလမ်းပေါ်ထွက်အောင်ပွဲခံကြတာပါ။ဒီလိုအီရန်အာဏာရှင်တွေတည်ပြီးလို့သတင်းတွေမထွက်ခင်အမေရိကန်နဲ့အစည်းကအီရန်ကိုစတင်တိုက်ခိုက်ချိန်ကလေးကအီရန်ပြည်သူတွေဟာလမ်းပေါ်ထွက်ခါကခုန်နေကြသလိုညလုံးပေါက်အောင်ပွဲခံတာမျိုးတွေလုပ်နေကြတာဖြစ်ပါတယ်။ဒါအပြင်ပြည်ပနိုင်ငံအသီးသီးမှာရောက်ရှိကိုလုံနေကြတဲ့အီရန်ပြည်သူတွေကလည်းအောင်ပွဲပျော်ရည်နေကြသလိုအမေရိကန်နဲ့အစည်းတို့ရဲ့အီရန်ပေါ်တိုက်ခိုက်တာကိုလည်းထောက်ခံနေကြတာကိုတွေ့ရပါတယ်။စစ်ပွဲကကောင်းတဲ့အရာမဟုတ်ပေမဲ့အီရန်အာဏာပိုင်တွေကပြည်သူတွေကိုတတ်နေရဆိုတာထက်တော့စစ်ပွဲဖြစ်တာပိုကောင်းတယ်လို့အစ္စတန်ဘူမြို့ရောက်နေတဲ့အသက်39နှစ်အရွယ်အီရန်နိုင်ငံသားတဦးကပြောခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးလေတပ်တွေအီရန်ကိုလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ပြောတယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။အလားတူအိမ်နီးချင်းတူရကီနိုင်ငံမှာခိုလုံနေတဲ့အီရန်နိုင်ငံသားများစွာတွေကအီရန်ကျောင်းသားရေးစားဆိုသူကအစ္စရေးနဲ့အမေရိကန်ကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုစတင်နေပြီဆိုတဲ့သတင်းထွက်လာပြီးတဲ့ကဖုန်းကိုမျက်စိမခါပဲဆက်တိုက်စောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။မိသားစုဝင်တွေကိုစိုးရိမ်နေကြတယ်နဲ့တူရကီနိုင်ငံရဲ့အကြီးဆုံးမြို့မှာနေထိုင်နေတဲ့ဒီပခိုလုံအီရန်နိုင်ငံသားများစုကဒီတိုက်ခိုက်မှုတွေကိုဝမ်းသာနေကြတယ်လို့AFPကိုပြောကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်မှာဆန္ဒပြမှုတွေကိုအစိုးရကပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့ပြီးလူတောင်ချီတေဆုံးခဲ့တဲ့အခြေအနေကြောင့်ဇန်နဝါရီလကတည်းကအီရန်အာဏာပိုင်တွေကိုအရေးယူမယ်လို့ကြေညာပေးထားတာဖြစ်ပါတယ်။